လူယုံတက်လို့တည်ရဆိုတဲ့စကားကမြန်မာနိုင်ငံမှာရှေ့ရခင်နဲ့ကအသုံးပြုလာတဲ့စကားပုံတစ်ခုပဲဖြစ်ပါတယ်။လူအပ်ချက်ကိုအမှန်တကယ်မတတ်ဖဲနဲ့လူတစ်ယောက်ရဲ့ယုံကြည်မှုစိတ်ဓာတ်နဲ့လေးစားချစ်ခင်မှုတို့ကိုဖြစ်စေခြင်းပဲဖြစ်ပါတယ်။ယုံကြည်မိတဲ့သူကအသက်ရှိနေပေမဲ့စိတ်သက်ကြခြင်းနဲ့စိတ်ဖိစီးမှုများစွာဖြင့်ဘဝကိုဆက်လက်ရှင်သန်သွားရတာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့သက်လောမှာလူယုံကြောင့်သိန်းရာနဲ့ရှိအလင်ခံလိုက်ရတဲ့မြန်မာနိုင်ငံရဲ့ fashion လောကမှာအောင်မြင်ဆုံးဖြစ်တဲ့ Pink Lady Fashion ရဲ့ပိုင်ရှင်ဖြစ်တဲ့ဆယ်လီမတ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဆက်ပြောပြပေးသွားမှာဖြစ်ပါတယ်။ဆယ်လီမတ်ဒီရဲ့အကြောင်းအရာကိုကြည့်ရင်သူ့ရဲ့ဆိုင်က online ပစ္စည်းအယောင်ကိုကိုင်တဲ့ဝန်ထမ်းမလေးပဲဖြစ်ပါတယ်။မတ်ဒီရဲ့ယုံကြည်မှုကိုအများဆုံးရထားသူလည်းဖြစ်ပြီးတော့ဝန်ထမ်းမလေးမှာယောဂတဲ့ဖြစ်တဲ့အတွက်သူ့အပေါ်အလေးပေးပြီးဆက်ဆံပေးခဲ့ပါတယ်။ဝန်ထမ်းမလေးခိုးယူမှုကတခါတည်းသိန်းရာရှိခိုးယူတာမျိုးမဟုတ်ဘဲနဲ့ရေချေစီမံကိန်းနဲ့2023ကနေစပြီးတော့တိတိကျကျစနစ်တကျခိုးယူနေရပဲဖြစ်ပါတယ်။မတ်ဒီပြောပြချက်အရဝန်ထမ်းကောင်မလေးတယောက်တည်းမဟုတ်ဘဲနဲ့ဝန်ထမ်းကောင်မလေးရဲ့ချစ်သူကောင်လေးနဲ့ညီမရောပါဝင်ခိုးယူနေတာဖြစ်ပါတယ်။ခိုးယူမှုကတော်တော်လေးအဆင့်မြင့်ပြီးတော့စနစ်ကျတယ်လို့ပြောရမှာပဲဖြစ်ပါတယ်။မတ်ဒီရဲ့ယုံကြည်မှုလွန်ကဲတာလည်းပါမှာပေါ့ရှင်။အထက်ဝယ်ယူသူကစတမာ2ယောက်3ယောက်ရဲ့ပစ္စည်းများကိုစုပေါင်းပြီးတော့ဝန်ထမ်းကောင်မလေးကသူ့ရဲ့ချစ်သူနဲ့ညီမလေးရဲ့နာမည်ကိုတက်ပြီးတော့ဒလီအပ်ခဲ့ပါတယ်။ဝန်ထမ်းကောင်မလေးရဲ့ချစ်သူနဲ့ညီမကလည်းပစ္စည်းရောက်ခဲ့ပြီးနဲ့အထက်ဝယ်ယူသူကစတမာများကိုသူတို့ကိုယ်တိုင်အခြားဒလီနဲ့ပို့ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။အထက်ဝယ်ယူသူကစတမာစီပစ္စည်းလဲရောက်တဲ့ကစတမာဘက်မှာ complaint တက်တာမျိုးလည်းမရှိဘူး။မတ်ဒီဘက်ကပတ်စံမရရှိတာပဲဖြစ်ပါတယ်။မတ်ဒီဘက်ကလည်းဆိုင်က3ဆိုင်ဖွင့်ထားတဲ့အတွက်ငွေအဝင်အထွက်စည်းများကိုတိကျမစစ်ဆေးမိပဲဝန်ထမ်းများကိုယုံကြည်မိတာကအရန်ကိုဆိုဝါလွတ်ပါတယ်။မတ်ဒီတို့ခရီးသွားတင်အခြားတော့ငွေခိုးယူမှုများလည်းများစွာရှိပါတယ်လို့သိရပါတယ်။ရိထားမိတာကတော့ကြာပြီလို့လည်းပြောပါတယ်။မနေ့ကတရက်ထက်ဒလီအထုတ်များစစ်ဆေးကြည့်တော့8သိန်းကျော်ခိုးယူထားတာပါ။တရက်ကို9သိန်း8သိန်းအနည်းဆုံးခိုးယူလိုက်ခဲ့တာပဲဖြစ်ပါတယ်။ခိုးယူတဲ့ဝန်ထမ်းကောင်မလေးဝန်ခံထားတဲ့တက်တဲ့ဗီဒီယိုလည်းရှိပါတယ်။ဒါပေမဲ့မတ်ဒီတို့ကကျေနပ်အောင်နဲ့ခိုးယူတဲ့ငွေအကုန်မဟုတ်ရင်တော့မတ်ဒီတို့ကျေနပ်တဲ့အဖြစ်ပြုလုပ်ပြီးရင်တရားစွဲဆိုမှုမပြုလုပ်ဘဲတည်အေးပြရမယ်ဆိုပြီးတော့ပြောဆိုထားပါတယ်။အရှားတော့အထေတော်ကမှာဘွားတူညီကိုမများတိစေရန်ချီရွယ်ပြီးတော့မတ်ဒီကိုယ်တိုင်ပြောထားတာပဲဖြစ်ပါတယ်။အချို့တော့သူများကခိုးယူတဲ့ဝန်ထမ်းကောင်မလေးရာအသက်ကောရှိပါမလား။သူတို့ဆဲတာနဲ့တင်နေပြီဆိုပြီးတော့ပြောဆိုကြပါတယ်။ဒါပေမဲ့ဘသူမဆိုအောက်ရှိကတက်လာတဲ့သူတိုင်းမိပစံ900 1000အစားတန်မိုးထားကြပါတယ်။အပြောတန်းသူများကတကယ်အရေးကြုံတဲ့အခါမှာကုညီတတ်ပြီးတော့အားနည်းတဲ့သူကိုကောက်ွယ်ပေးတဲ့နှုညံ့နဲ့စိတ်ထားရှိသူများလည်းဖြစ်ပါတယ်။ယုံကြည်မှုဆိုတာကျမတို့လူမှုအတိုင်းဝိုင်းမှာအရန်ကိုအရေးပါတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။သူတယောက်ရဲ့ယုံကြည်မှုကိုရရှိအောင်နှစ်ရှည်လများစွာစူးစမ်းရပေမဲ့တရက်ထဲနဲ့ယုံကြည်မှုပြတ်သွားရင်တဘဝလုံးဆုံးရှုံးသွားတတ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျမတို့ကိုတတိပေးနေတာကတော့ယုံကြည်ပါဒါပေမဲ့တတိလဲထားပါဆိုတဲ့စကားပဲဖြစ်ပါတယ်နောက်ထပ်အကြောင်းအရာများကိုသိရှိဖို့အတွက် channel လေးကို like and subscribe လေးနှိပ်ခဲ့ပေးကြပါဦးရှင်အားလုံးကျေးဇူးတင်ပါတယ်